အားလုံးပဲမင်္ဂလာပါ next step မှကြိုဆိုလိုက်ပါတယ်ကျွန်တော်ကိုထူးပါဒီနေ့မှာတော့ကျွန်တော်တို့ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့မူဆိုးဖို့ခံတက်တဲ့အလောင်းမင်းတရားကြီးရဲ့အမခန်းဆွမ်းဆောင်ချက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါကျွန်တော်ကိုအားပေးတဲ့အနေနဲ့ like and subscribe လေးလုပ်ခဲ့ပေးပါဦးလွန်ခဲ့တဲ့နှစ်ပေါင်း280ကျော်လောက်ကမြန်မာနိုင်ငံထပ်ပိုင်းဟာအမောင်ထုဖုံးလွှမ်းနေတဲ့အချိန်ပေါ်အင်းဝမြို့တော်ကြီးပျက်စီးသွားပြီးတဲ့နောက်မှာဟန်တာဝတီတပ်တွေဟာတနိုင်ငံလုံးကိုလွှမ်းမိုးဖို့ကြိုးစားနေခဲ့ကြတာပါအဲ့ဒီအချိန်မှာလူတွေအားလုံးကကြောက်ရွံ့ပြီးလက်နက်ချနေကြပေမဲ့မူဆိုးဖို့ဆိုတဲ့ရွာလေးတစ်ရွာကတော့ငြိမ်မနေခဲ့ပါဘူးဒီရွာလေးမှာဦးအောင်ဇေယျဆိုတဲ့ရွာသူကြီးတယောက်ရှိခဲ့တယ်သူဟာတာမန်ရွာသူကြီးတယောက်ဆိုပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့ဧကရစ်တပါးလို့ထက်မြက်နေခဲ့တာပေါ့ဟန်တာဝတီမင်းကအထက်မြန်မာပြည်ကိုနေမြေရှင်းလင်းဖို့တပ်တွေလွတ်လိုက်တဲ့အခါမှာဦးအောင်ဇေယျကိုလည်းလက်နက်ချဖို့ရာဇသံပို့ခဲ့ပါတယ်ဒါပေမဲ့ဦးအောင်ဇေယျကတော့ငါအသက်ရှိသေး၍တော့ဒီမြေကိုဘယ်သူလက်ထဲမှအမှမဟုတ်ဘူးလို့ပြက်ပြက်သားသားဆုံးဖြတ်ခဲ့တာပါသူဟာရွာသားအိမ်အောင်စု68စုကိုစုစည်းပြီးမိုးဆိုးဖို့ရွာကိုခံတပ်တစ်ခုအဖြစ်ပြောင်းလဲပစ်လိုက်ပါတယ်စဉ်းစားကြည့်ပါဦးထောင်နဲ့ချီတဲ့ရန်သူစစ်တပ်ကြီးကိုရွာသားအနေငယ်လေးနဲ့ရင်ဆိုင်ဖို့ဆိုတာတကယ်ကိုမဖြစ်နိုင်တဲ့ကိစ္စကြီးမဟုတ်လားဒါပေမဲ့ဦးအောင်ဇေယျမှာအစီအစဉ်ရှိခဲ့ပါတယ်သူဟာရွာပတ်လည်မှာတစ်တုံးတွေစူးပင်တွေနဲ့ခိုင်မာခံစစ်ပြင်ခဲ့တယ်ပြီးတော့သူ့ရဲ့ရဲဘက်တော်တွေကိုစိတ်သက်ခွန်အားတွေပေးခဲ့တာပေါ့ရန်သူတပ်တွေရောက်လာတဲ့အခါမှာတော့ဦးအောင်ဇေယျရဲ့ဖြူဟာကစတင်ပါတော့တယ်သူဟာရန်သူကိုထိတ်တိုက်မတိုက်ပဲချောင်းမြောင်းတိုက်တာထောင်ချောက်စင်တာတွေကိုကျွမ်းကျင်စွာတုံးချခဲ့တာပါဟန်တာဝတီစစ်ကဲတွေဟာမူဆိုးဖို့ရွာလေးကိုအလွယ်တကူသိမ်းလို့ရမယ်လို့ထင်ခဲ့ကြပေမဲ့တကယ်တမ်းမှာတော့ငရဲခန်းကိုရောက်သွားသလိုခံစားခဲ့ရတာပါရွာထဲကိုဝင်ဖို့ကြိုးစားသမျှရန်သူတွေဟာမြမှုခဲမိုးတွေအောက်မှာပြိုလဲခဲ့ရသလိုဦးအောင်ဇေယျရဲ့ညဖက်ရုတ်တရက်ဝင်ရောက်တိုက်ခိုက်မှုတွေကြောင့်ရန်သူစခန်းတွေဟာမီးဟုံးဟုံးတောက်ခဲ့ရတာပေါ့ဒီတိုက်ပွဲမှာဦးအောင်ဇေယျဟာခေါင်းဆောင်ကောင်းတယောက်ရဲ့အရေးချင်းကိုအပြည့်အဝပြသခဲ့တာပါအံ့ဩစရာကောင်းတာကအဲ့ဒီတိုက်ပွဲမှာဦးအောင်ဇေယျကိုယ်တိုင်ရှေ့တန်းကနေဓာမူပြီးတိုက်ခိုက်ခဲ့တာပါပဲငါတို့မှာအင်အားမရှိပေမဲ့ငါတို့မှာတတိရှိတယ်ငါတို့မှာတစ္ဆာရှိတယ်ဆိုတဲ့စကားကမူဆိုးဖို့ရွာသားတွေကိုတေမင်းကိုမကြောက်တဲ့စစ်တီတော်တွေဖြစ်လာစေခဲ့တာပေါ့အချိန်ချင်းအေးနှိမ်သွားတဲ့ဟန်တာဝတီတပ်တွေဟာနောက်ဆုံးမှာတော့ကြောက်လန့်တကြားနဲ့ဆုတ်ခွာသွားခဲ့ရပါတော့တယ်ဒီအောင်ပွဲဟာတာမန်အောင်ပွဲတစ်ခုမဟုတ်ပါဘူးဒါဟာကုန်းပေါင်မင်းဆက်ကြီးစတင်ဖို့အချက်ပေးခေါင်းလောင်းတန်ဖြစ်ခဲ့တယ်လို့ဦးအောင်ဇေယျဟာလည်းအလောင်းမင်းတရားကြီးအဖြစ်သမိုင်းတွင်စီခဲ့တာပေါ့မူဆိုးဖို့ရွာလေးကနေစတင်ခဲ့တဲ့ဒီစိတ်ဓာတ်ဟာမြန်မာနိုင်ငံကြီးကိုပြန်လည်စုစည်းပေးနိုင်ခဲ့တဲ့အင်အားကြီးဖြစ်လာခဲ့တာပါအခုတင်ဆက်ပေးခဲ့တဲ့မူဆိုးဖို့ခံတက်ရဲ့မယုံကြည်နိုင်စရာအောင်ပွဲကတော့ဒီမှာတင်ပြီးဆုံးပါပြီနောက်ထပ်လည်းဒီထက်စိတ်ဝင်စားစရာကောင်းတဲ့သမိုင်းကြောင်းနဲ့ဖြစ်ရစမ်းကျင်မှုတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်အားပေးကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်